အားလုံးပဲမင်္ဂလာပါကျွန်တော်နာမည်ကတော့ပေါ်ဒီလေးပြပါဒီနေ့ဗီဒီယိုကတော့ကျွန်တော်တငယ်ချင်းကနေပြီးတော့ Minecraft ဆော့ပေးပါဒါပေမဲ့ flower တပည့်တွေပဲရှိရမယ်ဘလို့လို့ဖြစ်နိုင်မှာအဲ့ဒီတော့ကျွန်တော်ဆန်းဆော့ကြည့်မယ်ပေါ့နော်တော့ဂိမ်းထဲဝင်လိုက်ပါဦးမယ်โอเคဂိမ်းထဲတော့ရောက်ပြီကျွန်တော်ခလောဆယ်ပေါ့ကျွန်တော် creative နဲ့ဒီတပည့်နေစိုက်ထားတယ် chest ကတော့ကျွန်တော်တငယ်ချင်းခုနလေးလာထည့်ပြီးသွားပါတော့အဲ့တော့စမယ်ကျွန်တော်အတက်နဲ့တစ်ချက်လောက်ပြောင်းလိုက်အောင်ပါပေါ့နော်โอเคဘောရဲတော့စရောက်ပြီချက်သေးဘူးဒီပဲဒီပါရောက်တယ်ဟောဒါမှကောင်းပါလေကောင်းတာလေးပါလိကန်အောင်ဟောငါတပင်ခုံမယ်flower ရောပြီပါ flower slide နေများတယ်ဟောငါသိပြီငါတစ်ပင်နေပြန်ဆက်ရမယ်ပြီးခုလောတဲ့မြေကြီးတူးကြ baby craft တို့ဆော့တယ်လို့မြေကြီးကိုဘောရခုဒီစလိုက်ကိုဒီပေါ်တော့မြတ်စစရဘူးတကူခရကကိုရင်းနေပဲခရကမမအားရပြီဆိုနဲ့ကြာလေဟာငါ Minecraft ကကြာနေမြေကြီးလိုက်ဆူอ่ะนี่ที่เจอเลยตัวnext day นี่โน้ตတူးနေတာဘိုးတော်ချုပ်တော့ကျွန်တော်တော့ခုံလို့ရပါမယ်တပင်လေးဆက်ဆိုင်ရတာခလောကငါအဲ့ရရှာမယ်တူအစားစားတော့ပေါင်မုတ်ငါးလုံးရှိတယ်ငါဘိုက်တော့မစားဘူးခုနကဒါတူးနေဘိုက်စားလို့တက်လုံးစားတယ်ငါဒီအပိုင်းအကောင်လေးတက်ဖို့တပည့်ငယ်ငယ်ကြီးအောင်လို့အောင်မိုးဝချုပ်နေပြီးဒီမှာဒီအောင်မဝင်ပုံးနေပါလေဒါပုံးနေနေအောင်အောက်ကခိုးတက်လို့ရတယ်
တော့ဘယ်လိုမျိုးလေးစောစေခြင်းသေးလဲပေါ်တော့ဘာကင်းလေးစောစေခြင်းသေးလဲဆိုရင်ကိုမနဲ့လာလာတော့ဒေးထားကြအောင်ခရာပီဒီငါဒီရောက်နေပါတော့ဒီနဲ့ဝေးဝေးဆောင်းနေနဲ့ဝေးနေနားမှာဝါဆောင်းလာအောင်ကျွန်တော်တငယ်ချင်းကတော့ခုဒီမှာပြထားတဲ့ပီတာဂိမ်းမင်းဆိုတဲ့တယောက်ဖြစ်ပါတယ်တို့လည်း subscribe တလုပ်ပေးကြပါအောင်မလင်းလူလားစောက်ပြေရောင်းစားပါမိုးတောင်ပူချုပ်သွားသလိုစောင့်နေရတော့ဒါစောင့်နေကျွန်တော်ကြာဖျက်တစ်ခုပြောမှာပေါ့နော်ကျွန်တော်ဗီဒီယိုလေးကြာရင် subscribe လုပ်ခဲ့ပေးကြပါ subscribe လုပ်တဲ့အလကားပါပြီးမှမကြံပြန်ဖြတ်လို့ရတာလို့ဘာငွေကြေးမှလည်းပေးကြမလို့ပါဘူးစောင့်နေရတော့ရှေ့ကြနေပြီးတော့နော်လေးခဏလေးတော့စောင့် A few moments later. ငါမိုးလေးလာပြီလေးစောင့်နေတော့ဆုံးတော့မိုးလေးလာပေါ်ပြန်တက်ပြီဘတ်စပါမင်းကဘယ်လိုဒီရအောင်လဲငါဆောက်ဒီမှာဆိုတော့ခရီးဖောင်းမှာတော့ကြောက်တယ်ဒီဘောပါ多想啊！我都搞没多的。
တိုးတော့နောက်ကောညမနောက်ဆုံးတော့အဲ့ရလို့လို့စားစားရလဲရပြီအဲ့ဒီတော့အကြောင်းမီးပြမရှိဘူးလေဟာဘယ်လိုသွားချင်ဟောင်းတူမကြောက်မီးပြကတင်တခုရကပင်းရပဲတော့ဘာမကြည့်သေးဘူးလေးတက်စလိုင်းနေတယ်ခရီးပါ Hurry up! My mom is kind of jealous. No. ဒါပေါ့နော်ကျွန်တော်ဒါကိုပတ်တူးအနေနဲ့ပဲလုပ်လိုက်ပါမယ်ကျွန်တော်ဗီဒီယိုကြံ like subscribe လုပ်ခဲ့ပေးကြပါ subscribe လုပ်တာလည်းကတော့ဒီမှာမကြံပြပြလို့ရတယ်လို့ဘာငွေကြီးမှလည်းပေးစရာမလိုပါဘူးနောက်ဗီဒီယိုကြံပြတွေ့ကြမှာပဲဒီနေ့ကတော့ Minecraft Bad Flower Part 1လေးပဲဖြစ်ပါတယ်